လီယိုပေါ့နော်လီယိုတွေဆိုလို့ရှိရင်ဒီလူအများစုကအပြင်ပိုင်းပုံစံကြည့်လိုက်မယ်ဆိုရင်လီယိုဆိုရင်တော့မာနကြီးတယ်ခြေတယ်တလောကလုံးသူ့လှုပ်စားထိုင်စားနေတဲ့ယုံနဲ့ပေါင်းရတင်ရခတ်တယ်ဆရာကြီးလည်းလှုပ်ချင်တယ်အဲ့လိုထင်ကြရဟုတ်ဒါပေမဲ့ဘယ်သူမှမသိတဲ့လီယိုတွေအကြောင်းပြောပြမယ်ဘယ်သူမှမသိဘူးဆိုရင်တော့နည်းနည်းတော့ over ဖြစ်တာပေါ့နော်အဲ့တော့လူသိနေတဲ့အပြင်ပိုင်းကြည့်လိုက်ရင်မသိတာတဲ့လီယိုတွေရဲ့အကြောင်းပြောပြမယ်သူတို့ကချင်းသေးတယ်နော်ဒါပေမဲ့သူတို့တကယ်ချင်းကြောင်ပေါက်လေးဖြစ်သွားရောအဲ့လိုမျိုးသူတို့ကဆရာကြီးလှုပ်ချင်တယ်ဆိုတာတဲ့သူတို့ချစ်တဲ့သူတွေကိုကာကွယ်ပေးချင်တာဥဆောင်ပေးချင်တာသူတို့ရဲ့ဒီနယ်နိမိတ်ထဲကိုဒါဝင်လိုက်သိလားသူတို့နဲ့အပေါင်းတင်တာလောက်လာအဲ့ဒီသူတဆုံးထိကာကွယ်ပေးပြီးသားပဲချစ်ပြီးဆိုရင်လည်းဘယ်သူနဲ့မှမတူအောင်သူတို့ကချစ်ပေးတတ်တယ်အဲလဲအဲနဲ့နော်သူတို့အဲရင်လည်းယူမကြိုက်တာဒီယူတွေကလေကြည်ကြတယ်ပြီးတော့နည်းစိုးချင်တယ်ပေါ့နော်အဲ့ဟာလေတကယ်တော့ဘာကြောင့်လဲဆိုလို့ရှိရင်တို့ကဂယူဆိုင်ခံချင်တာပေါ့နော်ချစ်သူစီက attention လိုချင်တယ်သူတို့ကို care လုပ်ပေးစေချင်တယ်အဲ့အကြောင်းမလို့တမင်ကိုကြည်ကြရမြန်မာစကားပုံမှာဆိုလို့ရှိရင်လေရှိရလေတည်မလားနိုးဆိုချင်လို့ငိုတဲ့ကလေးလိုမျိုးပဲလေအဲ့လိုပဲသူတို့ကလည်းဂယူဆိုင်ခံပေးခြင်းလို့ဂယူဆိုင်ခံခြင်းလို့ကိုတမင်ကြည်ကြတာတမင်စိုးပြတာတကယ်တော့စိုးချင်လို့စိုးနေရမဟုတ်ဘူးနော်ဂယူဆိုင်ခံခြင်းလို့စိုးတာပြီးတော့လေကိုယ့်ရဲ့ချစ်သူလေးကိုမှဒါအဲ့လိုမျိုးကြည်ကြတယ်ကလေးဆန်တယ်စိုးတယ်အရွယ်တိုက်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါတကယ်ချစ်လို့ပဲအဲ့ကဲအဲ့အချက်တွေမရှိဘူးဆိုရင်တော့ဒါမချစ်ဘူးသူ့ရဲ့အချစ်ကိုအပြည့်အဝမရသေးလို့ဖြစ်မယ်ပြီးတော့လီယိုမာမနော်ဩဂတ်လီယိုတွေကပို့ပြီးတော့ချစ်တတ်တယ်